珍惜，从天界对你漏夜待你。Kia the bonnet dancing, Lord, all thy glory. To know and alone that's the night. Kia the bonnet, setting edge. That's why, that's why we knew in life, but so sad. To know and alone that just so gentle, oh yeah, died. Can't born it just Lord, all I can do is to know and alone that's know and alone that珍惜，送天前对你落叶待你。看我的天气，不落待你努力。就know也是多么怕，就know也能到山大，就know也能到山大。
Good afternoon. All right. Hope you guys know. Today, as you know, today I say no. TVCY Myanmar Service ma hora. You know, who the car on la re today. So you know, ye chen belau shi le. So roti mama che bare. Because jare ma, bamalo same relation. You know, a konglong yo like man. No. Chen lo le yo me. Bamalo le yo me. The car le chen korai lo twain tolama. So a konglong na le people. Après ma also a dunia down ban lo bare. Okay. Aso chao dine to the gua to go piati here no go bad doane to the gua senza senje ho are you what to it to know you che tare janja garo shin luka krinwa kanji senga phit pare no tikelo hand function le phwin lo yare da ma mo yin chano lo old school bo no jansa o shi lo shin le a phwin lo yare Yellow PPT same abuse and layer, no same year, so no Toby like what a kanji singer, a gong lolo patuamano. So, Parma also a kanji singer take an if you go to do what payao, no? Then net don't a concando to don't net, soda to a pound of the around Chenha, a tando to chica the Farisen he, Jambu Siadoka, e to the soda to do go lekan yue. To don't need to Saba the guy who get ye a getting jare. Okay, a little canalia on no. You know, a kang is set gun or payao. Generally, a kang is set gun is sabido. A kang a soldi bogwa. A kang a betty less or a kang a thousand knitted. Poma option below title bono. Thousand payless or the prodigal son. ပျောက်ဆုံးတော့ဗာလဲတားငယ်ညာတော့အဖြစ်လို့တို့ကခေါင်းစဉ်ပေးထားကြအဲ့ဟိုတခါလေကျန်စဉ်းစားတဲ့ခါကျတော့လေကျွန်တော်ဒီဟာကိုပြင်ဆင်နဲ့စဉ်းစားတာတခုရှိဒီ parable ပေါ့တော့ဒီပုံမြင်လေးကိုဖတ်ပြီးတော့လေကျွန်တော်အနေနဲ့နေ့စဉ်ဖတ်တဲ့အခါတိုင်းနေ့စဉ်တော့မဖတ်ဘူးတော့ဖတ်တဲ့အခါတိုင်းအသက်တပံဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာတွေကိုကျွန်တော်ကိုသိစေတယ်ဖတ်တယ်ပထမဆုံးဖတ်တယ်နားလေသလိုလိုနဲ့စင်ပြေသလိုလိုနဲ့ဒုတိယချိန်ဖတ်တယ်ပို့ပြီးတော့လေးနဲ့တယ်ကျောင်းမတက်ခင်ဖတ်တယ်ကျောင်းတက်ပြီးတော့လည်းဖတ်တယ်ပို့ပြီးတော့လေးနဲ့စေတယ်ကျွန်တော်ရဲ့အသက်တာမှာဆိုရင်တကယ်ကိုအင်မတန်မှအရေးကြီးတဲ့ကျမ်းပိုက်တစ်ပိုက်ဖြစ်တယ်မဖတ်ဘူးတဲ့လူမရှိတော့ပါဘူးဒီကျမ်းချက်ကနေတရားဟောတာလည်းနားမထောင်ဘူးလေလူမရှိတော့ဘူးလို့ကျွန်တော်ယုံကြည်တယ်ဟုတ်တယ်နော်ဖေတယောက်ကသားနှစ်ယောက်ရှိတယ်အငယ်ကအဖေစီမှာသွားပြီးတော့ဥစ္စာပစ္စည်းတွေကိုသူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတားတောင်းတယ်အဖေကသားကြီးနဲ့နေတယ်တားငယ်ကအဝေးရောက်သွားတယ်ဆိုတဲ့အကြောင်းလေးနော်ကဲအဲ့ဒါကိုဖတ်ပြီးတော့ကျွန်တော်ကဘာကိုစဉ်းစားဒီနေ့မှာကျွန်တော်နဲ့အတူတကွစဉ်းစားဆင်ခြင်စေကြလဲဆိုတော့ဒီကျမ်းပိုက်နော်ဒီပုံမြင်လေးကိုများသောအားဖြင့်ကျွန်တော်တို့အနေနဲ့ကြားတဲ့အခါကျရင်ဘာဖြစ်လို့လဲဆိုတော့ပထမအပိုင်းကိုပဲဦးစားပေးပြီးတော့ဟောဒါမှမဟုတ်ဆင်ခြင်စဉ်းစားတာများတယ်ဒုတိယအပိုင်းကိုကြတော့တော့သူတော်စင်ပဲညီအကိုကြီးပေါ့အငယ်ကောင်ကတော့တကယ်ကိုစိုးသွားတဲ့လူပေါ့နော်အဲ့လိုနဲ့စဉ်းစားပြီးတော့ဒါပေမဲ့တကယ်ကိုကျွန်တော်ပြန်လဲစမ်းစစ်တဲ့အချိန်မှာဘာဖြစ်လို့ယေရှုကဒီပုံမြင်ကိုပြောတာလဲတားနှစ်ယောက်အကြောင်းကိုပြောရတယ်ကျွန်တော်တို့အနေနဲ့ဗာလဲအဲ့နှစ်ယောက်စလုံးကိုနှိုင်းရှင်စေခြင်းတယ်ကျွန်တော်ယုံကြည်โอเคဒီခါလေးကျကျွန်တော်တယောက်ကိုပဲဦးစားပေးတယ်အငယ်ကောင်ဦးစားပေးမလားအကြီးကောင်ဦးစားပေးမလားဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့အတူတကွစဉ်းစားမှာအငယ်ရဲ့အကြီးရဲ့အတူကနှိုင်းရှင်ပြီးတော့စဉ်းစားစေချင်တယ်ကဲပြာကိုကျွန်တော်ဖတ်တဲ့အခါဘာကိုတတိယလဲဆိုတော့တခြားဘာသာတရားတွေနဲ့နှိုင်းရှင်ကြည့်ဒီနေရာမှာကျွန်တော်ခုနကပြန်ပြောမယ်နော်အဖေကသားတွေကိုစီပြန်သွားအရင်သွားတယ်နော်သားတွေကမသွားခင်သားနှစ်ယောက်ဒါပေမဲ့ဘာသာတရားများသောအားဖြင့်ကျွန်တော်တို့ခရိယန်ဘာသာလွဲလို့တခြားဘာသာတွေမှာဆိုရင်ဥပမာဗမာစကားလို့ပေါ့နော်ဖျားသွားဖူးမယ်ဆိုတဲ့စကားလုံးလေးကိုကြည့်လိုက်လို့ရှိငါအချိန်ရှိလို့လိုအပ်လို့သွားပြီးတော့ဖျားကိုသွားဖူးတာဖြစ်တယ်
ဒါပေမဲ့ဒီကြမ်းချက်ကိုကျွန်တော်တို့တေးသေးချာချာလေ့လာကြည့်တဲ့အခါကျတော့ဘာတွေ့ရလဲဆိုတော့အဖေကသားတွေစီကိုအရင်သွားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကျွန်တော်တို့ခရစ်ယာန်ဘာသာရဲ့တခြားဘာသာရဲ့မတူတဲ့အရာဖြစ်တယ်ဘယ်အချိန်အီဂျစ်ကိုပဲကြည့်မလားဘယ်ဘလန်ကိုပဲကြည့်မလားအိန္ဒိယကိုပဲကြည့်မလားနော်တမိုင်းယခုခေတ်ချိန်ကာမှာပဲလဲကျွန်တော်တို့ကြည့်မလားဘာသာတရားများသောအားဖြင့်ဘယ်လိုလဲငါဖယားကိုတွားပြီးတော့ရှာတယ်ကိုးကွယ်တယ်တွားဖူးတယ်တွားပြီးတော့ဆူတောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ခရိယာတက်တာမှာကျွန်တော်တို့ကမသွားခင်ကလေးကဖယားသခင်ကကျွန်တော်တို့စီလာအာမင်ကဲအဲ့ဆိုရင်ကျွန်တော်ဒီအောင်ကိုဒီပုံမြင်လေးကိုရုပ်ရှင်ကားတစ်ချက်လို့ကြည့်စေခြင်းတယ်နော်အဲ့ဆိုပထမချက်ကတားငယ်အကြောင်း action 1လို့သွားပြောရအောင်ပြောဒုတိယပိုင်းတော့တားကြီးရဲ့အကြောင်းကိုတော့ action 2နဲ့ပြောရအောင်နော်ဟုတ်ပြီ action အကြောင်းကိုကျွန်တော်တို့အတူတူကစဉ်းစားကြဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်နော်ကဲအဲ့ဆိုရင်အခန်းငယ်7ကနေကျွန်တော်တို့ဖတ်ကြည့်ရအောင်နော်အခန်းငယ်7တဖန်ဟုတ်ပြီ1 2 3တဖန်မိန့်တော်မူသည်ကတစုံတစ်ယောက်သောသူ၌သား2ယောက်ရှိ၏အဆက်ဖတ်မယ်7နှစ်ငယ်သည်အဘထံသို့သွား၍အဘအကျွန်ုပ်ရထိုက်သောအမွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လျင်အဘသည်ဥစ္စာများကိုဝေ၍သားတို့အားပေးလေ၏ Okay thank you ဟုတ်ပြီဒီထိပဲနော်ကဲဒီမှာကျွန်တော်တို့အကုန်လုံးသိတဲ့အတိုင်းပဲတားငယ်ဘာလုပ်လဲအဖေစီသွားပြီးတော့ဗာလဲအဖေတားရတဲ့ရထိုက်တဲ့ဥစ္စာစည်းစိမ်ကိုကျွန်တော်ပေးကျွန်တော်ဘာသာကျွန်တော်ဥဆောင်ပြီးတော့စီစဉ်မယ်ငါ CEO ဖြစ်ခြင်းတယ်ကဲအဲ့ဒါကိုလေးကိုကြည့်တဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့နည်းနည်းစဉ်းစားဖို့လိုတာကသူတို့ရဲ့အဲ့ဒီအချိန်ကအဲ့ဒီအချိန်အခါတော့ဟာဘယ်လိုလဲဆိုများသောအားဖြင့်တားကြီးကကြံတဲ့သားတွေရဲ့ double portion နှစ်ဆခံစားခွင့်ရတယ်ပေါ့နော်ဥပမာအဖေမှာ10ချက်ရှိရင်သား2ယောက်ရှိလို့ရှိရင်အဖေကဘယ်လောက်ရသားကြီးကကျန်တဲ့သားတွေရတာရဲ့ထက်နှစ်ဆရပါကဲဒီမှာကျတော့ဘယ်လောက်လဲသား2ယောက်ပဲဆိုတော့ဥစ္စာစည်းစိမ်အကုန်လုံးရဲ့3ပုံ2ပုံကဘယ်သူရမှာလဲအကြီးရမယ်အငယ်က3ပုံ2ပုံရမှာဖြစ်တယ်ကဲအဲ့ဒီလိုမျိုးအချိန်ခါမှာနောက်ပြီးတော့စဉ်းစားရအောင်နော်ဥစ္စာစည်းစိမ်ခွဲခြားတာပြီးသွားပြီနောက်တစ်ခုကဘာရှိလဲအဖေသားကအဖေကျမ်းမာရဲ့သားနဲ့အဖေစီသွားပြီးတော့ဥစ္စာစည်းစိမ်အမွေခွဲပြီးတော့အမွေခွဲဖို့တောင်းတာကထုံးစံလုံးဝအဲ့ချိန်မှာသားရဲ့နှလုံးသားရဲ့အသက်တာထဲမှာအဖေကပါလဲမရှိတော့ဘူးသေပြီသေမအမွေခွဲလို့ရတာဟောအသက်ရှင်ရဲ့သားနဲ့အမွေခွဲလို့မရတာထုံးစံအတိုင်းဟုတ်ပြီနော်လင်းနဲ့ပို့စဉ်းစားရအောင်အဲ့ဒီချိန်ကမှဘာလို့ကျွန်တော်ကဒီအခန်းကြီး15အငယ်1ကနေ2ကိုဖတ်ရလဲဆိုအဲ့ဒီ parable မှာဒီပုံမြင်လေးကိုကြားတဲ့လူတွေကဘယ်သူရှိလဲ Pharisee တွေရှိတယ်ပြီးတော့ဗာလဲ sinners အပြစ်သားတွေနော်ဒီ audience နှစ်ခုရှိတယ်အဲ့ဒါကိုစိတ်ထဲမှာအမြဲတမ်းမှတ်ထားစေချင်တယ်နော်ကဲအဲ့ဆိုရင်တော့အဖေတားငယ်အတွက်အသက်တာမှာအဖေမရှိတော့ဘူးတားပါတာတက်ရှင်တော့မယ်အဖေကျွန်တော်ရဲ့အသက်တာမှာအဖေမလိုတော့ဘူးဆိုလိုချင်တာဖြစ်တယ်ထုံးစံအတိုင်းဆိုရင်တော့အဖေကပါလဲဒီကလေးကိုရိုက်ပြီးတော့မောင်းထုတ်လို့ရတယ်ဘာမှမပေးဘဲနဲ့ရတယ်အဖေကကျုပ်ဒီတရင်စာထဲမှာဆိုရင်လေအမွေစားအမွေခါမှစွန့်ပြစ်လိုက်ပြီဟုတ်တယ်နော်အဲ့လိုမျိုးတွေတခါတလေကြံပါတယ်နော်ကြောင်ညာထဲမှာအဖေကကြိုက်တယ်လို့ရတယ်မင်းကဘာမလုပ်လဲငါအသက်ရှင်ရတဲ့ငါသေပြီလို့ထင်တာလားကဲအဲ့ဒါတွေမကောက်ကျွန်တော်ဒီလေးလေးလာစေချင်တာပါလဲဆိုဒီနေရာလေးမှာဥစ္စာအမွေဥစ္စာတဲ့ဒါပေမဲ့အဲ့ Greek နော်ကျောင်းဒီမှာကျွန်တော် TCC ကျောင်းသူကျောင်းသားတွေရှိတယ်ကျွန်တော်ပြောချင်တယ်အဲ့ဒီနေရာလေးမှာသူတို့ရဲ့ရေးတဲ့စကားလေးကဘာလဲဆိုတော့ bio ပေါ့နော်ကျွန်တော်ဒီ biology ဟုတ်တယ်နော် biology ကိုသုံးအဲ့ဒီ biology ရဲ့ root ပေါ့နော် original words ကိုသုံးတာဖြစ် bio တဲ့ကဲအဲ့ဆိုရင်တော့
Tu ye di tanya ye tetame ape, jeno ye tetama ape teshi machine bu jeno song pet me jeno ba ta jeno u sang me ape ne longwa aset machine. Jeno ti that time me ta twa de te ko toro we de neya twa de. Chi the mya usa season yo ko tong pyong neမရှိတဲ့ခါကျတော့ဘာဖြစ်လဲအလုပ်သွားရှာတငယ်ချင်းတွေလည်းမရှိတော့အပေါင်းအသင်းတွေလည်းမရှိတော့ပို့ဆိုးတာပါလဲအိမ်မှာဘာလဲကြောက်တုံးတမင်အစာခေါင်းပါခြင်းဖြစ်လာတယ်သူ့ရဲ့လက်မှာရှိတဲ့ရွှေငွေပစ္စည်းဥစ္စာတွေသူ့ဟာနဲ့သူဘာလဲ control လုပ်ရတယ်ဥဆောင်စီမံခန့်ခွဲလုပ်ရတယ်ဒါပေမဲ့အစာခေါင်းပါခြင်း तू ကခံခွဲလို့ရလားမရအောင်နော်ပို့ဆိုးတာပါလေဂျူဒနားထောင်တဲ့လူတွေကဘယ်သူကြီးလဲဂျူဖာရီစေးတွေဆိုတော့ဘယ်လောက်တောင်မှသူတို့ယွန်လိုက်မလဲတကယ်ကိုတော်တော်ဆိုးတဲ့ကောင်ပဲဒီလောက်တော့ तू ထိုက်တန်ပါတယ်လို့ပြောကြမှာစဉ်းစားကြည့်သွားတယ်ဝက်ရဲ့အစာအုပ်တောင်မှ तू ကစားခြင်းတဲ့အချိန်ဖြစ်လာကဲအဲ့ဆိုကျွန်တော်ဒီမှာ first action ရဲ့ပထမအပိုင်းကိုပြီးသွားပြီဒုတိယပိုင်းမှာသူကပါလဲတတိယလာတယ်ဘယ်သူတတိယလဲဆိုတော့အဖေကိုတတိယလာအော်ကျွန်တော်တခုထပ်ပြီးတော့ point out လုပ်ချင်တာပါလဲဆိုတော့အဖေအနေနဲ့ကျွန်တော်တားအနေနဲ့ပြောပြီးသွားရင်နော်အဖေကျွန်တော်ရဲ့တက်တာမှာအဖေမလို့တော့ဘူးအဖေအနေနဲ့ဟောဘယ်လိုလဲတားအတွက်ခုနကတော့ပြောသလိုအမွေစားအမွေခံမှာစွန့်ပြစ်လိုက်ပြီးလို့မပြောအေးစေးပဲတားရဲ့အလိုတော်တိုင်းပါလေသူတို့ရဲ့အမွေကိုခွဲပြီးတော့သူ့ရဲ့တားငယ်ရတင်ရထိုက်တဲ့ဟာတွေအကုန်လုံးကိုပေးတာအဖေတယောက်အနေနဲ့လေဘလောက်တောင်မှသူ့ရဲ့စိတ်နှလုံးသားခံစားချက်နာကြီးလိုက်မလဲသူ့ရဲ့မေတ္တာနားမလဲပဲနဲ့သူ့ရဲ့ရင်ကိုစောင့်ကန်ပြီးတော့နှုတ်ထွက်သွားတဲ့တားကိုကြည့်နေတယ်သူ့ရဲ့နှလုံးသားထဲမှာသူ့ရဲ့သားအများအားရှိမှာပဲကျွန်တော်အများအားယုံကြည်ကဲအဲ့ဆိုတော့ကြောက်ဆက်ကြည့်ရအောင်အဲ့ဆိုဒုတိယပိုင်းမှာဘာဖြစ်လဲဆိုတော့သူ့ရဲ့တဖြည်းဖြည်းစင်ကြံစဉ်းစားလာတတ်ပြီသူ့ရဲ့သားငယ်အော်အဖေသားအနေနဲ့ဟောဖို့ငါမထိုက်တန်တော့ဟုတ်ပြီနော်အဲ့ဆိုတော့ okay ဟုတ်ပြီဒီဟာလေးကိုအတူတကွဖတ်ရအောင်1 2 3တားငယ်သည်အဘထံသို့သွား၍အဘအကျွန်ုပ်ရထိုက်သောအမွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လျင်အဘသည်ဥစ္စာများကိုဝေ၍သားတို့အားပေးလေ၏နောက်တစ်ကြောင်းထို့နောက်များမကြာတားငယ်သည်မိမိဥစ္စာများကိုသိမ်းယူ၍ဝေးစွာသောပြည်သို့သွားပြီးလျင်ထိုပြည်၌ကာမဂုဏ်၌လွန်ကျူးသောအဖြစ်ဥစ္စာဖြုံးတည်၍နောက်တစ်ကြောင်းရှိသမျှကုံသောအခါထိုပြည်၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏နောက်တစ်ကြောင်းပြန်ဖတ်ရအောင်ထိုအခါပြည်သားတယောက်ထံသို့သွား၍အစိခံလင်ဝက်တို့ကိုကြောင်းစေခြင်းကသူ့သခင်သည်တောသို့ဆေလွတ်သဖြင့်နောက်တစ်ကြောင်းသူသည်ဝက်စားတတ်သောဘွဲတော်ကိုပင်မစားခြင်းမတက်ငတ်မလျက်နေရ၏အဘယ်သူများအစာကိုမကျွေးမဲ့လို့မရှိဘူးဘိုက်ကစားလိုက်အဖေကိုတတိယလိုက်ဒီနေရာကနေဖြည်းဖြည်းလေးဖတ်ရအောင်နောက်တစ်ကြောင်း sorry ထိုအခါတတိယလင်ငါအဘိုင်အိမ်၌အခစားသောသူများတို့သည်ဝါစွာစားရကြ၏ငါမူကားဤပြည်၌တေအောင်အငတ်ခံရ၏ let's stop okay ခဏလေးနော်back ငါ၏အဘအိမ်၌တဲ့အခစားသောသူတို့သည်ဝါစွာစားကြ၏အဲ့မှာသူကတတိယလဲအဖေအိမ်မှာကျွန်တော်နေတော့ဆိုရင်သူတို့အဖေအိမ်မှာအလှုပ်လှုပ်တဲ့သူကဘာလဲဒါခမရရင်တောင်မှပုံမှန်စားနေရတယ်ဘယ်လောက်တောင်မှနာကြီးလိုက်မလဲသူရဲ့ဘဝပတ်စံရှိတော့ကတော့တစ်မျိုးမရှိတဲ့ခါကျတော့တစ်မျိုးပို့ဆိုတာပါလဲအစာခေါင်းပါခြင်းရှိလာဖြစ်လာတယ်တတိယလာတယ် now next slide next now the verse ငါထ၍ဗာလဲအဖထံသို့သွားမည်အဖအကျွန်ုပ်ဒီဖျားသခင်ကို၎င်းကိုတော်ကို၎င်းပြစ်မှားပါပြီနောက်တစ်ကြောင်း
Yakuma Sayue, Boroi, Tahue, Hojingo, Nga, Makan Taipa. Tu Nga ya night, a Chanoko, Taro Mubahu, Napiomi, who you Jan Shidi. Yeah, Dialio Piampaya, no? Back, verse Seshiko Piano Pilabana, Obi. Did you mata balole? Go now dialabi, now diana, na balole, second step in it to a low post senzara bale, a pacey to ame. Pacey to ame, bale, down bamboo to arama senza like the bale, Piata Kinshine, a pay a shema, Yamama bale, Mabi, to down bamboo saglon senzata, no? To senza biro balole, next slide. Yakuva Saye, Goroi Tahu Ye Bale. I'm a title of your balole. Tunghaya na Ichoko Taro Muba, who pure me who a janshi. Dani net on my title. Imagine to cook sensation up. Tunghani Nesoro, Nenele, Duga sensation a bales or slave, I don't want to say, a Segan she there, John she there, Tungha she there, Tom Yoba, no? So I said, John a jar of three at the Tama, but Roma Bama Balocomle, freedom Shibu, a throw yet the Tau, the Trogodroma Pine Sambu, Laka Yamamo. No, Diamond in Myanmar servant, bono, a Segani jar of Troa, a low me, Hajing Wayame, Troa, Lagasa. Dame, Tinia Jaro Bale, Tunghaya Surenia Bale, to Senzarali, a payma, a low to ye, a low, a payma down Yellow Sare Talayo. Down Yellow Sare Niama. Torotore, below comle. Tu sia the body of Sima, Pignatime. Pignati you in to Yade, Wagene, the Piebit appeal in such an Elo label. A Sega Yara Mobu, a Sega near the paper. A chain also in Choropian Biome, throw yet a Muesora and a chain ma, throw yet lay yard. Throw any chain Noah, Middle Eastbourne, or a sheer lap, I knew it. Lam ye sora, throw ye at that to a gompa catanario, or go long represent lote. A pair to a mui quere so greu wabale. To a pego, do the guy shame ma, a shakwezi. Don't down bomba so a lobebono, you are to your net. Throw net. Lam ye quere. Ne chujo lo she, eh? Ah, bale. Bale yonla, hala, yet a yonla. Tamamo a ballet, court. The Yayon of your Tiaj Swajale. Throw ye to a pay at the Damale, to my sheet, Osa seasons, Lemmy quere, ta Udabi. Emma Leia looked down ma to her, Mataito, Leia ma looked at to the bed canjon. Yeah. General, now next slide, low man, no? 20. Jerome Padobu. To Tuare Kamare. Away on a Beduamiele. Pay me. Jerome Pabiano, tie you about Anto Tuali. Tua you way the doaka, a party, two go miele. The Nado say sheet in it. Piedua you ta 11 go. By Pellier, 9 shightly. Sensaji on General Yessi, away the downboard highlight, go down go on eh. Talo, away on it, Yene, Deloing more, later dialogue chin, away on it, Lara Yene, a pego rang up, same biro, Tago to upset, head there. Paddy a chain card only, Leza Yade, no, Le Panshin, the Tadia, but Piebu. Kalady Pieme, don't look at it, Pieme. I made it Piem Pieme. Diamond, Leza Yade, who are bedoma, a pew. A pay up balole, away on him. Ta to a pay a Yemen, they a pay at Saint Pay, Wapet. Throw in a laser yard, a pay on him, a throw away Angie Chiano, Johnson Longi that are my theaters and ground Chayad Lucene, no? Throw some Angie, she is Sansachi, but I'll take her challenge. Pay Wupoma, it is a saver, Dan shout. Take her. Take her out, 2 years take her out, Marcel. Tao Pian Lara, Baby don't 9 shite. A chamber below 10 lime, a pale me, a pair 9 chamber, a 10, a pay down by me.
都陪嘛，都也大爷当班吃过，身上没钱老西的啦。那要讲我讲喏，大家嘞阿爸真都地皮啊，得看过了高，过罗过浪变马巴比，也苦嘛晒过罗一打户靠钱过，马看太把户收敛的，那要讲阿爸家的，把票啊来皮啊，你多我龙过愉悦的，都过穷家，都一人来，လက်စွပ်တန်စာကိုစင်ကြဒါမဲ့လေဒီမှာစမ်းစားကြည့်အဖေကအော်ဟုတ်လားသူ့ရဲ့တားရဲ့ဝန်ခံချက်ကိုနားထောင်လားကျွန်တော်အထင်လေဗီဒီယိုရိုက်မယ်ဆိုအသားတောင်းပါလိမ့်မယ်အဖေလို့ဆိုတဲ့အချိန်မှာသူ့အဖေကပါလေအစိကနေစီကိုပါလေဝတ်လုံကိုခြုံခိုင်းအင်ဂျီခြုံခိုင်းအင်ဂျီဝတ်ခိုင်းလက်စွပ်ကိုလည်းလက်စွပ်တန်စာတွေကိုလည်းရတော့ကျွန်တော်အလေးနဲ့မသွားတော့ဘူးသူ့သားမှာအင်ဂျီတောင်မှရှိရင်မရှိတော့ဘူးဝက်တောင်မှကြောင်းနေဆိုတော့အနှက်လေးတော့အစင်မပြေတော့ဘူးကျွန်တော်ဟိုလမ်းဟိုဗာလဲ intersection လောက်တော့ထက်တောင်မှပိုဆိုးမယ်အဲ့အမိုက်နားလေးပေါ့နော်အဲ့ဒါထက်တောင်မှပိုဆိုးမှာအဖေကသူ့ရဲ့ဝန်ခံချက်ခုရဲ့တောင်းပန်တဲ့ဟာတောင်မှနားမထောင်ခင်မှာသူ့ရဲ့အဖေကသူ့ကိုဝတ်လုံနဲ့ခြုံတယ်နောက်တစ်ကြောင်ခြေနှင်းကိုလည်းစီးစေကြစူအောင်ကျွေးသောနွားကလေးကိုယူ၍တတ်ကြတုတ်ပြီးမှငါတို့ဒီဗာလဲစားကြကုန်အောင်ပြောမွေခြင်းကိုပြုကြကုန်အောင်အဲ့ဒီအချိန်မှာသူ့ရဲ့ original audience ပေါ့နော် Pharisee တွေနဲ့အပြစ်သားတွေကဘယ်လိုလောက်မြင်မလဲ Pharisee တွေကဟာဟုတ်မှာပေါ့ဒီလောက်တောင်ဆိုးတယ်လူအဖေတို့မလေးမစားဥစ္စာပစ္စည်းတွေကိုယူပြီးတော့တုံးဖြုံပြီးတော့ပြန်လာတာဘယ်လိုအဖေမျိုးလဲဘယ်လိုအဖမျိုးလဲလေးစားစရာမကောင်းလို့ဘူးလားလှုပ်စဉ်းစားလိမ့်တချို့တွေအပြစ်သားတွေကဟာငါအဲ့လိုအဖေမျိုးမချဘူးကျွန်တော်ရဲ့အိမ်နီးနားချင်းတို့ကလူကြီးနော် real estate ပိုင်ရှင်လဲတထေးတွေကအဲ့လိုပြေးတာကျွန်တော်မမြင်ဘူးအဲ့လောက်ထိခွင့်လွတ်တတ်တဲ့အဖေကျွန်တော်မသိဘူးလို့တို့နှစ်ဖက်ကနေစဉ်းစားမိလိုက်ဒါပေမဲ့ကျွန်တော်ရဲ့ဒီပုံမြင်လေးကမပြီးသေးပါနော်ကဲအခုချိန်မှာတော့ scenes 2ပေါ့နော် action 2ကိုသွားကြရအောင် action 2ကိုသွားတဲ့အခါမှာတားကြီးကဒီမှာငါ23ကိုပြန်ပြောအောင်နော် Luke 23ဗါလေခြေနှင်းကိုလည်းစစ်စူအောင်ကျွေးသောနွားကလေးကိုယူ၍တတ်ကြတာအဲ့ဒီစူအောင်ကျွေးတဲ့နွားကလေသူ့ရဲ့အကိုကြီးစိတ်ဆိုးတဲ့အကြောင်းရင်းပေါ့နော်အဲ့ဒီစူအောင်ကျွေးတဲ့နွားတစ်ကောင်ကြောင့်သူ့ရဲ့ကိုပြန်လာပြီးအိမ်မှာမရှိဘူးပွဲလန်းတဲ့ပင်ကိုတွေ့တယ်ဘာမှမသိခင်ကိုသူကစိတ်ဆိုးအစိတ်ကနေကိုခေါ်တယ်အေးဘာဖြစ်နေရလဲဟုတ်တယ်ဆရာကြီးပေါ့နော်အကိုရဲ့ညီလေးပြန်လာလို့အဖေကဗာလဲစူအောင်ကျွေးတဲ့နွားကလေးအဲ့ဒီအချိန်ခါတော့ဆင်သူတို့အနေနဲ့ဒီနွားတတ်တယ်နွားကိုတတ်တယ်ပွဲလန်းတဲ့ပင်လုပ်တယ်ဆိုတာတော်တော်ကိုအင်မတန်မှအရေးကြီးမှသာလင်သူတို့ကပုံမှန်အဖြစ်ဆိုရင်သူတို့ကဘယ်လိုခေါ်မလဲငါးလောက်ပဲစားမှာပေါ့နော်စူအောင်ကျွေးတဲ့နွားကိုတတ်တယ်ဆိုတော့သူ့ကိုကြီးကလည်းတောင်းကနေဒေါသထွက်သွားတာမဝင်ချင်တော့ဘူးမဝင်ချင်တယ်မကဘူးအဲ့ချိန်မှာဖေကထွက်လာနောက်တစ်ကြောင်းသွားရအောင်နော်နောက်တစ်ကြောင်းနောက်25နောက်တစ်ကြောင်းတာကြီးဒီတောင်ရကလာ၍နောက်တစ်ကြောင်းသွားရအောင်20ခွန်လောက်သွားရအောင်နော်ငယ်သားကလည်းလောက်ပြီငယ်သားကတခင်ညီသည်ရောက်လာပါပြီဘေးနဲ့ကင်းလွတ်လျက်ရှိသည်ကိုအဖတွေ့သောကြောင့်စူအောင်ကျွေးသောနွားကလေးကိုတတ်ပါပြီဟုပြောဆို၏တားကြီးသည်အမျက်ထွက်၍ဗာလဲအိမ်ထဲမဝင်ဘူးတဲ့နောက်တစ်ကြောင်းအဖသည်ဗာလဲသူ့စီသို့သွား၍ချော်မော်ရ၏
ဒီမှာကျွန်တော်အနေနဲ့ဒီမှာဟိုဟာဗလဲ point out လုပ်ချင်တာပေါ့နော် mention လုပ်ချင်တာပါလဲဆိုတော့အဖေကတားငယ်စီကိုလည်းသွားတယ်တားကြီးစီကိုလည်းသွားဟုတ်ပြီနော်အဖေရဲ့မြတ်တာတားနှစ်ယောက်နှစ်ဦးစလုံးပေါ်မှာအတူတူပဲတားငယ်ပြန်လာတော့လေသွားပြီးတော့ချိုးတယ်တားကြီးစိတ်ဆိုးလို့အပြင်မှာလည်းနေတဲ့အခါမှာလည်းဗာလဲချော့မော့တယ်ကဲနောက်တစ်ကြောင်ပြန်ကျွန်တော်အတူတူကစဉ်းစားဆင်ခြင်ကြရအောင်နောက်တစ်ကြောင်တားကြီးကလည်းကျွန်တော်ဒီကာလဗာလဲတာရှည်ဆိုအဘရဲ့အစေကိုခံပါပြီအဘရဲ့လိုကိုတခါမှမလွန်ကျိုးပါဘူးတုတ်တော်လဲကျွန်ုပ်ဒီအဆွေတို့နဲ့ဦးပြောမွေ့ချင်းကိုပြုတ်စေခြင်းကဗာလဲအဘဒီတဲ့စိတ်ကလေးတကောင်ကိုမြတ်မပေးဘူးတဲ့အမသူ့ရဲ့ဖေရဲ့အမသူ့တားကြီးရဲ့တကယ်ကိုမနာလို့စိတ်ရှိတာဗာလဲအဲ့ဆူအောင်ကျွေးထားတဲ့အဲ့နွားတကောင်ကြောင့်စိတ်ဆိုးတာဟာအဖေကိုကျွန်တော်နာမခံတဲ့အချိန်ရှိဒီမှာကျွန်တော်နည်းနည်းလေးဒီမှာစဉ်းစားစေချင်တယ်နော်ပထမအဆုံးသူ့ရဲ့နဲ့မနာလိုတာပါလဲအဲ့နွားတကောင်ကြောင့်ဒုတိယအနေနဲ့ပါလဲသူ့ရဲ့နဲ့သူတော့အဖေကိုကျွန်တော်နာမခံဘူးတဲ့ဖာရိစေးတွေမြင်တဲ့ခါနားထောင်ရင်ဘယ်လိုလုပ်မလဲဟုတ်တယ်အဲ့ဒါငါပဲငါဘယ်တော့မှငါဖျားသခင်နှုတ်ကပတ်တော်ကိုဖတ်တယ်နေ့စဉ်နေ့တိုင်းဖတ်တယ်တကယ်လို့ငါဗာလဲအဖြစ်တစ်ခုခုလုပ်ရှင်ဖျားသခင်ကိုတောင်းပန်โอเคစဉ်းစားစေချင်တယ်တခါမှလွန်ကျူးပါဘူးတဲ့ပြီးတော့စိတ်တကောင်တောင်ကျွန်တော်မကြွေးဘူးတဲ့နှစ်ခုရှိနေ point ကနှစ်ခုရှိနှိုင်းရှင်ကြည့်အောင်တားငယ်ပါလဲဟုတ်တယ်သူကဆိုးတယ်ပြန်လာတယ်တောင်းပန်ဖို့စဉ်းစားတယ်သူတောင်းပန်ဖို့စကားပြောနေတဲ့အချိန်မှာအဖေကနားထောင်လာနားထောင်မဲ့အစားပါလဲသူ့ရဲ့အစေခံတော့ပြီးတော့သူ့ပြန်ခြုံပေးသူ့ရဲ့အရှက်ကိုခြုံပေးသူ့မှာအင်ဂျီမပါတာကိုသူ့ခြုံပေးခြေချိုးဖို့မဆောင်ဘူးသူ့သားတောင်းပန်ဖို့မဆောင်ဘူးသူ့သားဟဲ့သူ့ငါပါလဲအပြစ်ပေးမယ်အပြစ်ပေးပြီးတော့သူ့ဟာနဲ့သူတကယ်ကောင်းလာမှငါသူ့လက်ခံမယ်ဆိုတဲ့အချိန်ကိုဆောင်โอเคသူ့ကိုကြီးစိတ်ဆိုးတယ်အပြင်မှာနေတာကိုတွေ့တယ်သိတယ်ကြားတယ်သွားပြီးတော့ချော့မော်နှစ်ဦးနှစ်ယောက်စလုံးစီမှာသူ့မှာထားတဲ့ဘုရားသခင်မြတ်တာအတူတူပဲဒီမှာကျွန်တော်အနေနဲ့ခုနကတော့ပထမအောင်ဆုံးပြောသွားသလိုဒီတားငယ်နဲ့တားကြီးကိုအတူတူနှိုင်းယှဉ်ဖို့အရာအရေးကြီးတာကျွန်တော်တို့ရဲ့အသက်တာမှာလဲတခါနေကြရင်လဲခရိယန်သက်တာဆိုပြီးတော့ဟာကောင်းတဲ့လူကြီးပဲကောင်းတဲ့လူတွေပဲပေါင်းကျင်တယ်ပေါ့နော်သူတို့နဲ့မပေါင်းတတ်ရင်မပေါင်းဘူးဟာခရိယန်မဟုတ်ဘူးခရိယန်သက်တာနဲ့မတူဘူးအဲ့ဆိုကျွန်တော်တို့ဘယ်ဘက်ကိုရောက်သွားရင်လဲဖာရိစေးဒီတားကြီးဘက်မှာပါသွားပြီနော်ကျွန်တော်တို့ရဲ့သက်တာဟာလဲဘုရားသခင်တော်မှဘုရားသခင်နာစကားတော်မှနားမထောင်တဲ့လူတွေ finger pointing ပေါ့နော်သူများတဲ့ကာရဲ့အဖြစ်ကိုမှားမြင်တတ်တယ်အဲ့မှာသူ့အနေနဲ့စဉ်းစားချင်မလွန်ကျူးဘူးတဲ့လွန်ကျူးတဲ့လူကသူကဆိုလိုချင်တာပါလေငါညီလေးလို့ငါဆိုးသွားတဲ့လူမဟုတ်ဘူးဘာလို့စိတ်တကောင်တော့မတတ်ဘူးတာလဲနောက်တစ်ကြောင်းကိုဖတ်ရအောင်နော်ရေးကြည့်တယ်နောက်တစ်ကြောင်းအဘကလည်းငါသားတင်သည်ဗာလဲငါထာမအစင်နေ၏ဗာလဲငါဤဥစ္စာရှိသမျှသည်တင်ဤဥစ္စာဖြစ်သည်ဟုတ်တယ်မလားအစတော့ကကျွန်တော်ပြောသလိုသုံးပုံလို့ရှင်နှစ်ပုံကအကိုကြီးဟာသုံးပုံတစ်ပုံကဘယ်သူဟာလဲတားငယ်ဟုတ်တယ်နော်သူ့ရဲ့မှာရှိတဲ့အကုန်လုံးကဗာလဲသူ့ရဲ့အကိုကြီးဟာဒီမှာကျွန်တော်အနေနဲ့ပြန်လဲစဉ်းစားစေချင်တာတစ်ခုရှိအဖေအရာလည်းဖြစ်တယ်လို့တားငယ်ကိုဒီဗာလဲအင်ဂျီဝတ်တာပေါ့နော်ဝတ်လုံးကိုခြုံစေတဲ့အရာမှာဘသူရဲ့ဥစ္စာနဲ့ခြုံအောင်အကိုကြီးရဲ့ဟာတော့လက်စွပ်တရားဘသူဟာလဲအကိုကြီးဟာဖဏတ်တရားလည်းဘသူဟာလဲအကိုကြီးဟာဘာကျွန်တော်အနေနဲ့ point out လုပ်ချင်တာဗာလဲဆိုတော့အကိုကြီးကောင်းမပီသားတဲ့ဟာကိုကျွန်တော်ယေရှုက point out ပေါ့နော်ပြသချင်တယ်လို့ကျွန်တော်ယုံကြည်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနကတော့ဒီပုံမြင်လေးကိုကြားနာတဲ့ audience နှစ်ခုပေါ့နော် audience ဒီပရိသတ်နှစ်ခုကိုကျွန်တော်ခွဲလို့ရှင်ဘယ်သူလဲအပြစ်သားတွေနဲ့ Pharisee တွေအခန်းကြီး15အငယ်1နဲ့2ထဲမှာကျွန်တော်ပုံမြင်ပြောတဲ့အခါလဲ
Tange, so done the lune, Taji. Go, mande, a mere tende, Taji. A mere nakane, low tende, Taji. 9 Okay? Okay. Also in general, now so in D, action 1, action 2, Nakuko, closing lome. Taji to a puego, women were not general Mathi. How you know? When you love women, when level when Korea Gale Lobo. Now the Bima like Lima, ting, so Pido Lobono. Yo, Bajami Yobono. Also in tell Dialego Padekama, Genonine. Senzara Tongu Shide. General Nene, Senza Sajin Abono. But man English so in Jesus redefined God. Deep Bombian Leapie, the King Yeshuga, Paya, General Yongji, the Paya, the King, Chichimia Tadiago, Piambido, a take by point. General Sado Apiore, no? Miado Bata Diariga, Payago, Wabido Pujare. Diamond in Yamabale, a pay Yamabale, 2 years done, Unayal season long or to be Twabido Bale, to Tware, to a Chechimia Tadiala to do. So, Kunajanjo, Biro deep, Pobiro, another banana piano. Do you need a balance? Jesus redefines sins. Deepo Miapian, Bieshuga Balo, a piece so they have go, Piambiro, definition piano, a take back Pian Point. Jesus redefined salvation. Yeshuga salvation ket in chenko and that baby point. Okay, but man in a kuna job yodalo, Jesus redefined God. Piata king go, Piata king, so that Yongji Piata king, Bedules or Pio, Lele Netua, Piambiro, Shimbiale. Okay. Kuna ro pyo de lo bo no ta ngel ne ta ji ye atat ta ko jo shin ji like တဲ့ အခါ မှာ အဖေသူ့ရဲ့အဖေရဲ့ချစ်ချင်းမြတ်တာတွေဟာအတူတူပဲလို့ရှိတယ်ကဲကျွန်တော်ဒီမှာကျွန်တော်စဉ်းစားမှာတစ်ခုမှာအဖေအရာကိုကျွန်တော်အတူတူကစဉ်းစားရအောင်များသောအားဖြင့်လေဒီဘာသာတရားတွေကတခြားသောဘာသာတရားတွေကစဉ်းစားတဲ့အခါကျရင်အသက်တာကောင်းခြင်းပြုမှုဟာနေတစ်စက်တို့ကဖျားကကောင်းကြီးပေးလိုက်မယ်လို့ခုနကတော့ပြောသလိုပေါ့နော်တားကြီးက तू ကကောင်းလို့3 ပုံ 2 ပုံရတယ်လို့ထင်တာပေါ့နော်ကျွန်တော်လုံနိုင်လို့ဖျားကကျွန်တော်ကိုချစ်တယ် Okay ကျွန်တော်တောင်းပန်လို့တယောက်ကဟောအဖေကကျွန်တော်ကိုခွင့်လွှတ်တယ်ကျွန်တော်လိုက်နာနိုင်လို့အဖေကကျွန်တော်အပေါ်ကောင်းချီးပေးတယ်ဖာရိဆဲတွေကလည်းအဲ့လိုပဲမြင်ကြတယ်လေသူတို့ဆိုရင်ဘယ်လိုခေါ်မလဲမตาအိမ်အောင်မှမသွားဘူးညဉ့်ညမ်းတဲ့အရာကိုထိကိုမထိဘူးထိလို့ရှိရင်တို့ရေချိုးအစာရှောင်စုတောင်းအပြစ်ကိုတောင်းပန်ဝင်ချတယ်ဖာရိဆဲတွေအသက်တာနော်ဖာရိဆဲတွေအသက်တာမှာအဲ့လိုမျိုးတို့တခုခုဘုရားသခင်မလုံးနဲ့မထိရဘူးမလုံးရဘူးဆိုတဲ့ဟာကိုလောက်တာနဲ့ကိုတို့ကတောင်းပန်နဲ့ဝင်ချတယ်ဆိုတော့တို့ရဲ့တောင်းပန်နိုင်လို့ဘုရားသခင်တို့ရဲ့အဖြစ်ကိုခွင့်လွှတ်တယ်လို့တခြားသောဘာသာတရားတွေမှာလည်းတရားထိုင်နိုင်လို့စုတောင်းနိုင်လို့ပေးကမ်းနိုင်လို့ဘုရားကကျွန်တော်ကိုကောင်းချီးပေးတယ်လို့ကျွန်တော်တို့ယုံကြည်ဒါမဲ့ဒီနေရာမှာလေကျွန်တော်တွေ့ရတယ်ယေရှုကဘာလဲဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာဘုရားသခင်ရဲ့ကောင်းချီးပေါ့နော်ကျွန်တော်တို့တောင်းနိုင်လို့ပေးကမ်းနိုင်လို့ပေးတာမဟုတ်ပါဘူးသူကကျွန်တော်တို့ကိုပေးတာဖြစ်တယ်ကျွန်တော်ဘယ်လောက်ပဲเนาะဒီမှာရှိတဲ့ခုနကတော့ praise and worship တငယ်ချင်းတွေလို့ပေါ့နော်ဘယ်လောက်ပဲဖြစ်ခြင်းတယ်ပေါ့နော်အဲ့လိုသူတို့လောက်ကောင်းအောင်စူးစမ်းခြင်းတောင်မှဘုရားသခင်သူတို့ကိုပေးတဲ့ talent ရှိတယ်ကျွန်တော်ကိုပေးတဲ့ talent ရှိဟုတ်တယ်နော်အကိုကြီးလို့မနာလို့ပြီးတော့ဟုတ်တယ်မလားဟာသူတို့ပေးပြီးတော့ငါ့ကိုမပေးဘူးဒီမှာအကိုကြီးကတခုကသူ့သားငယ်သူ့ရဲ့ညီငယ်လေးကိုသူ့အဖေကတတ်ပေးတဲ့နွားတ
တကောင်ကြောင့်ရန်စိတ်ဆိုးသွားဒုတိယအနေနဲ့ဗာလဲအဖေကိုအများအားကျွန်တော်လိုက်နာပဲအဖေရဲ့စကားကိုကျွန်တော်အများအားနာခံတာပဲဘာလို့ကျွန်တော်အတွက်စိတ်တကောင်တော့မှမတတ်ဘူးမစဉ်းစားကြည့်တဲ့ခါကျရင် तू ကလိုက်နာနိုင်လို့အဖေကချစ်တယ်လို့ထင်တယ်ဒါပေမဲ့အဖေကသူ့ကိုတားဖြစ်လို့ချစ်တယ်ကဲဒုတိယအနေနဲ့ကျွန်တော်ခုနကတော့ point out လို့ redefine sins အပြစ်ဆိုတဲ့ဟာကို तू ပြန်ပြီးတော့အထိပ္ပယ်လေးနဲ့ဖွင့်တာပါလဲဆိုတော့ညီငယ်ကကျွန်တော်တို့အကုန်လုံးသိတယ်လို့သူ့ရဲ့ညီငယ်လေးရပါလဲအပြစ်ဆိုတာဒါဖာရိစိတ်တွေလည်းသိမယ်အပြစ်သားတွေလည်းအကုန်လုံးသိမယ်သူ့မှာသူ့ဘဝကိုသူလှမ်းတယ်ရှောက်တယ်အကုန်လုံးအမှားဆိုသမျှလုပ်ခဲ့တယ်လို့ဒါတော့အကုန်လုံးကျွန်တော်သိတယ်ဒါပေမဲ့အကိုကြီးကြတော့ခုနကတော့ကျွန်တော် point out တယ်လို့သူ့ရဲ့အပြစ်ကပါလဲ self သူ့ကိုသူပါလဲအရန်ယုံကြည်လုံးသူကလုံနိုင်လို့ဖြစ်နိုင်လို့ဟုတ်တယ်ထင်လို့ဖျားသခင်သူ့အဖေရဲ့ချစ်ချင်းကိုခံစားရလို့ထင်တယ်အဲ့ဒါလဲတစ်ဖက်တစ်လမ်းကနေအဖြစ်ပေါ့ဘုရားကျော်ပြန်ပြောသလိုဘာဖြစ်လို့ယေရှုကဒီပုံမြင်ကိုပြောလဲဖာရိစဲတွေရှိတယ်အပြစ်သားတွေရှိတယ်ဖာရိစဲတွေကလည်းသူတို့ကိုသူတို့အယမ်းမှန်ကန်တယ်အယမ်းတန်ရှင်းတယ်လို့ထင်ကြတယ်သူတို့ဘာလဲယေရှုကသူတို့အပြစ်သားတွေနဲ့အတူတူနေအစားတောက်တောင်မြင်လဲသူတို့ဟေးမင်းကလည်းဆရာမဟုတ်ဘူးလားရာဘိုင်တယောက်မဟုတ်ဘူးလား teacher မဟုတ်ဘူးလားဘာဖြစ်လို့အပြစ်သားတွေနဲ့အတူတူထိုင်တာလဲဆိုတော့အမြဲတမ်းကဲ့ရဲ့ကြဒီမှာယေရှုကဘာ point out ချင်လဲဆိုတော့ဟဲ့နင်တို့ကဘာလဲတကယ် elder brother ပေါ့နော်တကယ်အကိုကြီးအရာဖြစ်ပေမဲ့မင်းတို့ကဒီလိုအကိုကြီးနေရာဖြစ်နေတယ်ဆိုတာကိုသူတို့ကယေရှုကပြောခြင်းတယ်ဒါပေမဲ့ဒီမှာကြည့်နော်အကိုကြီးရဲ့အင်ဂျီကိုခြုံရတယ်အကိုကြီးရဲ့လက်စွပ်ကိုဝတ်တယ်အကိုကြီးရဲ့ဖနက်ကိုဝတ်တယ်အကိုကြီးရဲ့နွားစူအောင်ကျွေးထားတဲ့နွားကိုတတ်တယ်ဟုတ်ပြီနော်ဒါပေမဲ့အကိုကြီးကအဲ့ဒါလုံးဝမကျင်ဘူးโอเคကဲအဲ့ဒါဆိုရင်အကိုကြီးတကယ်ဟိုအကိုကြီးအရာပြည်သားတဲ့လူကိုသူကဖွင့်ပြခြင်းတာဖြစ်တယ်စဉ်းစားကြည့်အောင်ကျွန်တော်တို့အဖြစ်တွေကိုကျွန်တော်တို့ရဲ့အသက်တာရဲ့အဖြစ်တွေပေါ့နော်ကဘာလုံး TBC ဝယ်မှာရှိတဲ့ဆရာဆရာမတွေအကုန်လုံးကျွန်တော်အပါဝင်ဒီနေ့မှာရက်တည်တဲ့ကျွန်တော်အပါဝင်အဖြစ်တွေကိုဖျားသခင်ရဲ့လက်ဝါးကားတိုင်းပေါ်မှာသူအင်ဂျီမဝတ်ဘဲနဲ့ဟုတ်တယ်နော်သူများတကာရဲ့ရှေ့မောက်မှာအဆက်ကွဲတေးတဲ့အထီကိုကျွန်တော်တို့နေရာကိုလှဲပေးတာကိုသူကဖာရိစဲတွေကိုလည်းဖျားသခင်ရဲ့အလောက်တောင်သူတို့ကိုချစ်တယ်ဆိုတာကိုသူကပြောချင်တာဖြစ်တယ်ဒီနေရာကကျွန်တော် point out လုပ်ချင်တာနှိုင်းရှင်တာတွေမကဘူးကျွန်တော်တို့ယုံကြည်တဲ့သခင်ယေရှုကတကယ်ကိုအကိုကြီးပြည်သားတဲ့လူတစ်ယောက်ဖြစ်တယ်အကိုကြီးနေရာမှာယူတယ်ပို့ပြီးတော့လေးနဲ့အောင်ကျွန်တော်ပြောလို့ရှိရင် ring ပေါ့နော်ဒီလက်စွပ်ဆိုတာသူတို့ရဲ့ဘာလဲ status ပြန်လဲပြီးတော့ပြန်ပေးတဲ့ဟာကိုလဲ significant ပေါ့နော်ပုံဆောင်တယ်ပေါ့အင်ဂျီကိုပေးတယ်လက်စွပ်ပြန်ပေးတယ်ဖနက်ပေးတယ်အဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ဒီသခင်ယေရှုကဖာရိစဲတွေပဲဖြစ်ဖြစ်အဖြစ်သားတွေနှစ်ယောက်စလုံးကိုသူကတကယ်ကိုအကိုကြီးပြီးသားတဲ့နေရာ true elder brother နေရာကိုသူကရှင်းပြတာဖြစ်တယ်။ဒီအောင်အများအားနှိုင်းရှင်တဲ့ခါကျရင်တစ်ခါလေကြာရင်အနဲ့အတိတ်ပဲမျိုးမျိုးဖွင့်ပေးမဲ့ကျွန်တော်အနေနဲ့ဒီလိုခုနတော့ကျွန်တော်ပြောသွားတဲ့ redefine God ပေါ့နော်ဒီ parable လေးကဒီပုံမြင်လေးကဖခင်သခင်ရဲ့ချစ်ချင်းမြတ်တာတရားကိုအတိတ်ပဲလေးနဲ့ပြန်ပြီးတော့ဖွင့်တယ်ဒုတိယအနေနဲ့အပြစ်ဆိုတာပေါ့နော်အသားငယ်လည်းအပြစ်ရှိတယ်အကြီးကလည်းသူ့အလျောက်နဲ့သူအပြစ်ရှိတယ်ပြီးတော့ salvation ကိုလည်းသူကယ်တင်ခြင်းကိုလည်း redefinition လုပ်တယ်ကျွန်တော်တို့ကသူ့ကိုသွားတာထက်သူကကျွန်တော်တို့ကိုယဉ်ရှားတာဖြစ်တယ်အာမင်ကဲပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့စဉ်းစားစေချင်တာပေါ့နော်စဉ်းစားစေချင်တာခုနတော့လို့နှစ်ယောက်စလုံးကိုနှိုင်းရှင်တဲ့ခါကျပါလဲဆိုတော့အကိုကြီးကဘယ်လိုထင်လဲဆိုတော့ဖယားသခင်သူ့ရဲ့အဖေက rewarder ကောင်းတာလုပ်ရင်ကောင်းတာကိုပြန်ပေးတယ်ဆိုးတာလုပ်ရင်ပြန်ပြီးတော့သူကဆိုးတယ်လို့ဆုံးမတယ်ပေါ့နော် rewarder အဲ့သူဖာရိစဲတွေရဲ့အသက်တာမှာလဲဖယားကအဲ့လိုပေါ့သူတို့ကအသက်တာဖြောင့်မတ်နိုင်လို့ဘုရားသခင်သူတို့ကိုကောင်းချီးပေးတယ်ဒါပေမဲ့ salvation ဆိုတာသူတို့ကောင်းလို့ကျွန်တော်တို့ကောင်းလို့ကျွန်တော်တို့ထိုက်တန်လို့
ဖျားသခင်ကကျွန်တော်တို့ပေးတာမဟုတ်ပါဘူးကျွန်တော်တို့ဗာလဲမထိုက်တန်တော့လဲပဲဟုတ်တယ်နော်ကျွန်တော်တို့သူ့ကိုမသိခင်ကြတဲ့ဟိုကသူကဗာလဲကျွန်တော်တို့အတွက်သူကဗာလဲသူ့ရဲ့အသက်ကိုပေးဘာကြောင့်အတူတူကစဉ်းစားစေချင်တာပထမအနေနဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ပထမအနေနဲ့ you need to initiate the love of the Father ကျွန်တော်တို့ရဲ့အသက်တာမှာဖခင်သခင်ရဲ့ချစ်ချင်းမြတ်တာတွေကကိုရှေးဦးစွာဗာလဲသိရှိနားလည်ဖို့လိုတယ်ဒုတိယအနေနဲ့ you need to learn how to repent for something not for the bad only but also from ourselves ဆိုလိုချင်တာကျွန်တော်တို့တစ်ခါလေကြာကျွန်တော်တို့လှုပ်တဲ့အပြစ်တင်မကောက်ဘူးကျွန်တော်တို့ကိုကျွန်တော်အကိုကြီးလို့ပေါ့နော်ကျွန်တော်အယမ်းမှန်တယ်လို့ထင်တဲ့အရာမှနေလဲကျွန်တော်တို့ repent အပြစ်ကိုဝင်ချတောင်းပန်ဖို့တတိယအနေနဲ့ you need to know what caused to bring you home ဆိုလိုချင်တာကျွန်တော်တို့သိဖို့လိုတာနောက်ဆုံးအနေနဲ့အိမ်ရောက်ဖို့ကျွန်တော်တို့ရဲ့စံတော်အိမ်အဲ့ဒီစံတော်အိမ်ကောင်းကင်ဘုံပေါ့နော်ရောက်ဖို့ what cost ဘာကိုပေးပြီးမှကျွန်တော်တို့ရောက်နိုင်တယ် elder brother အကိုကြီးရဲ့ပစ္စည်းဥစ္စာအကုန်သုံးခံရတယ်အသုံးခံရတယ်နော်လက်စွပ်အင်ဂျီဖက်နက်အကုန်လုံးပြီးတော့နွားတကောင်အဲ့မှာကျွန်တော်တို့ခုနောက်ဆုံးအနေနဲ့ပြောသလိုနောက်တစ်ခေါက်ဒီကျမ်းပိုက်လေးကိုအရင်ဒီလိုစဉ်းစားစေချင်တယ် Who is the true elder brother ဘယ်သူကတကယ်ကိုမှန်ကန်တဲ့အကိုကြီးဖြစ်လဲဘာဖြစ်လို့ယေရှုကဒီလိုနှစ်ယောက်ကိုနှိုင်းရှင်ပြဖာရိsäတွေရှိသလိုအပြစ်သားတွေလည်းရှိတယ် Okay အပြစ်သားတွေကတော့သူတို့တောင်မှအဲ့ဖာရိsäတွေနားတောင်မှတိတ်ကတ်ချင်မှာမဟုတ်ဘူးဖာရိsäတွေကလည်းအပြစ်သားတွေနားတိတ်ကတ်ချင်မှာမဟုတ်ဘူးဒါပေမဲ့ခုနကတော့ကျွန်တော်ဆိုသလိုကျွန်တော်ခုနကတော့ပြောသွားသလို what caused you what does it cost to bring you home what does it cost ဘယ်အရာကိုဘယ်အရာကြောင့်ပေါ့နော်ဘာကြောင့်ဘယ်လောက်ကုန်ပြီးတော့ကျွန်တော်တို့အိမ်ရောက်နိုင်ရလဲကျွန်တော်တို့သူ့ရဲ့ချစ်ချင်းမေတ္တာတရားကိုမသိခင်တောင်မှသူ့ရဲ့ဖခင်ယေရှုဖခင်ကကျွန်တော်တို့အတွက်ပေးဆက်တဲ့အရာကိုကျွန်တော်တို့ပြန်လဲစဉ်းစားစေခြင်း alright အကိုတကယ်အကိုကြီးနေရသူကပေးဆက်မှကျွန်တော်တို့ကဘာလဲ accepted we will be accepted လက်ခံမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ we cannot approach by ourselves ကျွန်တော်တို့ဘာသာကျွန်တော်တို့သူ့စီသွားနိုင်ဖခင်ကိုမချီးကပ်နိုင်ယေရှုခရစ်တော်မှာပါပဲနဲ့တော့ကျွန်တော်တို့ရဲ့ခွန်အားကျွန်တော်တို့ရဲ့ ourself approach လုပ်လို့မရဘူးကဲအဲ့ဆိုနောက်ဆုံးအနေနဲ့ကျွန်တော်တို့စဉ်းစားစေချင်တာအမြဲတမ်းဒီအကျမ်းပိုက်ကိုဖြတ်လာတဲ့ခါကျရင်တယောက်နဲ့တယောက်သားကြီးနဲ့သားငယ်နှိုင်းရှင်တာတွေမကဘူးကျွန်တော်တို့တွေဖခင်သခင်နဲ့အသက်တပံနီးစပ်နိုင်အောင်ကျွန်တော်တို့အပြစ်တွေကိုဖုံးကွယ်ကျွန်တော်တို့ရဲ့အပြစ်တွေကိုစေးကြောပေးကျွန်တော်တို့ရဲ့နော် original status ကိုပြန်လဲတွင်းပေးတဲ့အကြောင်းရင်းတွင်းပေးတဲ့သူကျွန်တော်တို့ရဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုအသက်တပံစဉ်းစားစေခြင်းနောက်ဆုံးအနေနဲ့ question ထုတ်မယ်နော် Who is our true elder brother ကျွန်တော်တို့ရဲ့တကယ်အကိုကြီးအရာထိုက်တန်တဲ့လူဟာသခင်ယေရှုတကူတည်တာဖြစ်တယ်အဲ့ဒါကို point out ခြင်းနဲ့ကျွန်တော်စဉ်းစားနေတိုင်းသက်တာမှာလဲဒီဟာကျမ်းစာဖတ်တဲ့ခါကိုကြာရင်လဲဖြစ်ဒီနေရာလေးကိုဖတ်တဲ့ခါကြာရင်လဲကျွန်တော်မျက်နှာလေးကိုသတိရပေးပေါ့ဆိုတော့ကျွန်တော်ဒီဟာလေးကိုစဉ်းစားပြီးတော့ဒီနေ့ဆုတောင်းရင်းနဲ့ဆုတောင်းရင်းနဲ့အဆုံးသတ်ရအောင်နော် praise band လာပြီးတော့တခြင်းကျွန်တော်တို့ပထမဦးဆုံးဆိုတဲ့တခြင်းလေးကိုဆိုပြီးတော့ဆုတောင်းရင်းနဲ့အဆုံးသတ်ရအောင်နော်
စတဲ့မှာပဲကျွန်တော်တို့အားလုံးမတည့်ရလျက်လူငွေကောက်ခံနေတဲ့အချိန်မှာပဲနောက်ဆုံးအဆုံးသက်တဲ့ချင်းကိုတည်ဆုံမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမတည့်ရအောင်ကျင်ညာစရာတော့ကျွန်တော်တို့နောက်တစ်ပတ်ဒေါက်တာအန်နာဒုတိယသမ္မတရဲ့ကတော့ဗောနော်ကျွန်တော်တို့မြန်မာစီစဉ်မှာလာပြီးတော့တရားဟောမှာဖြစ်ပါတယ်အားလုံးပဲဆုတောင်းခြင်းဖြင့်ကျွန်တော်တို့ကြည့်ရအောင်
Go find the Lord she needed. Hallelujah. Zion to carry dwell.
တော်သူတို့ဟာကိုရောဆောင်မတော်သူများဖြစ်တယ်ကိုရောထံတော်ဘာမှလာတော့ကောင်းကြီးများခံယူပြီးတကားလားအဲ့ဒီကောင်းကြီးတွေနဲ့ကိုရောအတွက်ပြန်လဲအသက်ရှင်ဖို့ဘုန်းတော်အတွက်ပြန်လဲသက်ရှင်ဖို့ဒီမြတ်တတ်တာမှာအသက်သွန်သင်ခြင်းကိုခံယူဖို့အစဉ်သင်ရှိကြပါတယ်ပါသွန်သင်ပြီးဖြစ်တော်ကြောင့်လည်းကျေးဇူးတင်တယ်ပါဒီကနေ့ချိန်တိုင်းအတွက်ကျေးဇူးတော်ချီးမွမ်းတယ်လို့နေ့ရက်ချိန်တိုင်းမှာစက္ကန့်တိုင်းမှာနိုင်တိုင်းမှာအတူပါရှိတော်မူသောဝိညာဉ်တော်ဘုရားရဲ့အတူပါရှိခြင်းကိုလည်းဝန်ခံခြင်းတတ်ခြင်းတဘောလည်းသွန်သင်တော်မူပါကျေးဇူးတော်ပေါင်းအတွက်ချီးမွမ်းယေရှု